안녕 여러분. 우리는 먹방은 블라인드 박스 야르. 깨깨깨깨. 니니 블라인드 박스리야 자로 디할리 봐. 두와 jewelry box ပေါ့နော်အဲ့ထဲမှာလက်ဝတ်ရတနာလေးတွေကိုယ့်ရဲ့တမိုးရှိပစ္စည်းလေးထည့်သိမ်းထားတဲ့ box လေးပေါ့နော်ပုံမှန်ကီးချိတ်လိုမျိုးအိမ်မှာထည့်ရတာမဟုတ်ဘဲနဲ့အခန်းထဲမှာတို့အိမ်မှာတို့တည်ချာကိုယ့်ရဲ့လက်ဝတ်ရတနာလေးထည့်သိမ်းချင်ရင်ဒီ BB3 jewelry box လေးရှိရနော်ကဲဒီဟာလေးကသူက design 6 မျိုးလာတယ်ဒီမှာပါ10မျိုးရယ်2မျိုးရယ်3မျိုးအောင်10မျိုးရယ်ဒီ secret 1မျိုးဆို6မျိုးပေါ့နော်အဲ့ထဲမှာယူရီကsecret အရန်လိုချင်တယ် and ပြီးတော့ဒီအပေါ်ဆုံးအပြာရောင်နဲ့အဝါအောင်ကောင်လေးလိုချင်တယ်ကဲ jewelry box ဆိုတော့ကွာဒီလားကိုယ့်ရဲ့ fancy လေးတွေဖြစ်ဖြစ်ကိုတန်မိုးထားရတဲ့အမွေနှစ်တွေအကုန်လုံးထည့်သိမ်းထားလို့ရရနော်ကဲအခုတော့ပုံမှန်ချားရတဲ့သူတွေနဲ့ဒီ jewelry box လေးဖောက်ပြမှာပေါ့နော်သူများရေလို့သူတို့ 우리 먹방은 야르 먹방မဟုတ်ပဲနဲ့ဒီ blind မှာဖောက်တဲ့ဟာလေးပေါ့နော်ကဲ let's go I'm so excited ရစလို့စားနေပါတယ်ကနော်ဒီပဲတော့ဒီကမြေဆက်စီရဲဖြစ်တာဒီဟာမျိုးလေးဆိုလို့ရှိရင်လေပြောမယ်ဆိုရင်ဒီဟိုပါလေကြရင်ပြောတယ်ဘာကောင်းလေးလဲဆိုတော့ဒီတောင်းအောင်မြောင်လေးဟဲ့ချစ်ဟာလေးဒီခိုင်ရအောင်နဲ့မွေးနေရပဲမရထားလေးဆိုလို့ရှိရင်အနက်လည်းအရန်မွေးတယ်အနက်လည်းမွေးတဲ့ပြင်ကိုအီးစက်ညာပဲဒါဆိုမျက်လုံးအလှလေးနဲ့ oh my god ဒါလေးက jewelry box man ဘယ်သူမှတော့ထင်မှာမဟုတ်တခိုးတွေဝင်လာလို့ရှိရင်လေဒီအယုတ်ကြီးဆိုယူတော့ခိုးရမှာမဟုတ်ပါသေးလားဒါပေမဲ့ဒီရုပ်ထဲမှာဖိုင်းရှိတော့ပြပေးမယ်ဒီလိုစစ်လေးနဲ့ဖွင့်လိုက်တာဒါဒီမှာကြည့်ဒါဆိုလို့ရှိရင်ဆွဲချိုးတွေတို့တိလာကိုကကြောက်လေးရှိလို့ကြောက်လေးထည့်လာလို့ရဒါဆိုလက်စွပ်ထည့်လို့ရတယ်ပေါ့နော်ဆွဲချိုးတို့ကြောက်လေးတွေထည့်လို့ရတယ်ပြီးလို့ရှိရင်ဗာထည့်လို့ရတယ်ဆိုတော့ locket တီးလေးထည့်ထားလို့ရတယ် hand chain တွေမကြည့်ဒါဆိုnugget လေးချိန်ထားလို့ရတယ်အကျိုးမအိတ်လေးထဲမှာဆိုလို့ရှိရင်တော့ဆုံတာတော့လက်ဆွဲကြိုးဒါကတော့အဆုံးထည့်လို့ရပါတော့။မာသူတွေငကက်လေးချိန်ထားလို့ရတယ်ပေါ့နော်။ဆွဲကြိုးလေးချိန်ထားလို့ရတယ်။ဒီလိုဟာလေးလည်းပါတယ်။ပြန်ပိတ်လိုက်စစ်လေးနဲ့အိမ်မှာထားလိုက်အောင်မယ်။လက်စမကောင်းလေ။ခရီးသွားဘာညာကယူရမယ်ဆိုလို့ရှိရင်အရန်စင်ပြီးတယ်။ကဲဒီ BB3 blind box လေးပါ BB3 လုံးဝတစ်ဆန်းလေးထုတ်ပြရနော်။ဒါလေးဆိုလို့ရှိရင် jewelry box လေးပါ။အဲ့တော့ဒီ jewelry box လေးကိုလိုချင်တယ်ဆိုလို့ရှိရင်ယူရဲယူ collection ဆိုင်ကတမှုလုံးမှာကိုယ်ကြလာပဲလို့ရတယ်လို့ online လည်းမှာလို့ရပါတယ်ရှင်။ကဲဒီလေးခွန်လေးကဒီမှာပါ။ကဲအားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြမယ်တတ်တာ